ဒါပါဒီနေ့တော့ဟိမန်တားဆရာရှိတယ်ဘယ်သွားမလဲဆိုတာမပြောပြဘူးလိုက်ကြည့်ဟိမန်အရန်ကြိုက်တဲ့ idol တယောက်စီကိုသွားမှာအခုအလှပြင်လိုက်မယ်ဒါကတော့စေးမစားမိပေါ့နော်ပြီးရင်စေးစားပြီးလှသွားတဲ့ပုံလေးပါတယ်ကိုပြက်ကတ်ညက်လုပ်ပြီးထည့်ပေးမယ်တန် outfit check ဒါတော့ပြလိုက်တော့မယ်နော်Hexagon Complex ကိုသွားနေတာဒီနေ့17ရက်ဇူလိုင်ဆိုတော့ဗန်နီဖြိုးရဲ့ရှိုးပွဲရှိတယ်ဗန်နီဖြိုးရဲ့ရှိုးပွဲကိုသူစပြီးတော့ရောင်းကြတယ်ည12နာရီထိုးကြတယ်လုပြီးဝယ်ထားရတာเนาะကျွန်မည12နာရီထိုးဒေါင်းဆိုတာနဲ့အဲ့ဒီ ARP ticket တွေကနေဝယ်ထားတာ12နာရီ6မိနစ်4မိနစ်မှာကျွန်မဝင်လိုက်တယ်6မိနစ်မှာကုန်သွားပြီလက်မှတ်တွေအကုန်လုံးอ่ะအဲ့နဲ့ပဲဘလို့ပဲဖြစ်ကျွန်မ9000နဲ့ရလိုက်တယ် VIP ကိုဒီမှာအခု Hexagon Complex ကွင်းထဲကိုရောက်ပြီးအခုတနာရီပဲရှိသေးတာเนาะတနာရီပဲရှိသေးတာကွင်းကပွဲက2နာရီမှဖွင့်ပေးမှာတချင်းစဆိုမှာ4နာရီမှစဆိုမှာအဲ့ဒါကိုတန်းစီနေတဲ့ queue ကိုကြည့်လိုက်ပါဒီမှာတို့ဆောက်ရောက်လို့တော်သေးတာဘုံမှာကားပါကင်တွေလည်းအများကြီးကြံသေးတယ်ကားပါကင်တွေလည်းအများကြီးကြံသေးတယ်တငယ်ချင်းတွေကိုစောင့်နေတာသူတို့ကလည်းကြာနေတယ်ဝင်ပြီးတန်းစီလိုက်ရင်ကောင်းမလားမသိဘူးเนาะတန်းစီကြရအောင်ကျန်စီနေပြီး BRB လမ်းမှာဒီဂျူအကုတ်လေးကိုကပ်ဖက်ပြီးတော့ဝင်ရပါအားရပါလေ OMG မီးတောက်ဟာမိုက်နေပါ BRB ရဒီဘက်ဒီမှာခြိုက်ကတော့ချင်ဝယ်လိုက်ရေလဲဝယ်ပြီးအပေါ်ပြန်တက်တော့မှရှိပါဦးဒီမှာဆိုလို့ရှိရင်လေးပွားပေးတာလေအဲ့ဒီဥစ္စာသူတို့ရဲ့ TikTok account ကို follow ပေးထားလို့ရှိရင် game တွေဝင်ဆော့ပြီးလက်ဆောင်ယူလို့ရတယ်တဲ့ပြီးတော့ဒီမှာ sponsor ပေးထားတဲ့ဟာတွေကလည်းအများကြီးပဲပေါ့နော်ဘယင် biscuit နဲ့လည်းပေါင်းပြီးတော့ collaboration လုပ်ပြီးတော့ပေးထားတယ်ဒီမှာလည်းပေးထားတယ်လက်ဆောင်တွေပါဘူးဘာလို့ stationery တွေပါလဲမသိဘူးဟုတ်မေးဗန်ဒီကိုပြောချင်တဲ့စကားမေးချင်တဲ့မေးခွန်းတွေပေးလို့ရရဲ့ရှင်ဟုတ်ဗန်ဒီမျိုးကအော်လို့ရှိရင်ငါနာမည်ကြီးအော်မှာဆိုလို့ကိုကလေးလေးလို့ရေးလိုက်ကိုကလေးလေးဗန်ဒီကိုပြောချင်တာလေးတွေတဲ့ရေးလို့ရတယ်တဲ့ပြီးလို့ရှိရင် तू ကစိတ်မမဖောက်ဖက်ပေးမှာတဲ့ဗန်ဒီရေရီးစားရနေတာလားကဲအခုဆိုရင် show ကတော့စရမယ်ကွာလူတွေကတော့အများကြီးပဲဖြစ်နေပြီ3နာရီပဲဆို4နာရီထိုးရင်တော့ဆက်ဆိုတော့မယ်ဘာလေးလဲကိုပန်နီပေးခိုင်းတာကိုပန်နီဟယ်လိုရှိုးဝဲထဲမှာတော့ရောက်ပြီနေရာလဲကြပြီဘန်နီကဒါလေးပေးခိုင်းလိုက်လို့ပါဆိုပြီးတော့လာပြီးတော့ဝင်သွားတယ်ဘာလေးလဲမသိဘူးဖောက်ကြည့်လိုက်အောင်လားဖောက်ကြည့်လိုက်မယ်ခြင်ထားလိုက်ဖောက်ကြည့်မယ်နော်ရှိုးဝဲမှာသုံးဖို့တခုခုဖြစ်မယ်မုံပေးလိုက်တာကျေးဇူးတင်ပါတယ်လို့ကိုပန်နီကိုချစ်ပါတယ်လို့ငယ်ချင်းရေခုန်နေပြီလားခုန်ပါရှိုးဝဲကြည့်ဘူးလားတကယ်ချင်းရှိုးဝဲကြည့်ဘူးလားတခါမှမကြည့်ဘူးပါဘူးဗန်ဒီဖြိုးအတွင်မှတ်မိမှာလားဟမ်ဗန်ဒီဖြိုးအတွင်မှတ်မိမှာလားဘလို့လို့မမိပါဘူးဖိုးကြီးဖြစ်နေပြီရအောင်လူပညာရှင်တွေအပြင်မှာဒါရဲတခါမတွေ့ဘူးပေါ့တွေ့ဘူးပါတယ်ဒီလိုပဲဖြတ်သွားချက်လာပေါ့ဖြတ်သွားချက်လာအရင်လည်းတွေ့နေတာအတိုင်းဝိုင်းတူတော့ဖြတ်သွားချက်လာမှာတွေ့တော့
ဘန်နီဖြိုးကဘာတချင်းစုံပလဲဆိုတာကိုမှန်ပြရမလားဘန်နီဖြိုးပွဲဆိုတော့ကွာမဖြစ်မနေရတော့အမရာဖုန်းကတော့လာမှာပဲဖုန်းမလာလို့ရှိရင်ဟိုကမလေးဘာလဲဒီနားမှာမှဲ့လေးနဲ့ပြီးဆောက်လာမှာပဲပြီးဆောက်ရယ်ဘန်နီဖြိုးရယ်အမရာဖုန်းလာမယ်စမ်းခက်လိုက်လဲလာရင်လာမယ်ကွာသူကအများနဲ့ကူးဆိုနေကြသူတို့တချင်းနေအောင်ဟောဖြစ်နေတာလေလေးကအိမ်ဆိုမယ်ကွာပြီးတော့သူအစ်စ်ထွက်ထားတဲ့ Elvan လေးတွေကအကုန်လုံးမဟုတ်ရင်တော့ Elvan လေးတွေကဟာကိုဆိုမယ်ကွာအိမ်မက်ရဲ့အသက်ကပါဖို့ပါမယ်ကွာအိမ်မက်ရဲ့အသက်ဆိုမယ်ကွာလောင်းမလားဘာအခုတစ်ထွက်တဲ့တခြင်းတာပါစားထိုးခဏပါပဲတချင်းတက်ရရင်နော်ပြီးတော့တေးရဆိုလို့ရှိရင်နှစ်ပတ်လေတို့ဘာလို့တော့မဆိုတော့တော့ဘူးနော်နင်ပြောရင်လုံးလိုက်ပေါ်အဲ့တချင်းနေလို့ဆိုမှာကများသောအားဖြင့်လို့ရတယ်ကြက်ထားလို့ဖြစ်စားတိုင်းလေးထိုးပေးရင်လည်းကောင်းပါဘယ်ရောက်တာထိုးတယ်ဒီတင်ရောက်ပါပြီအတကုံတချင်းလေးអော်ပြီးတော့ဆိုခဲ့တယ်ပြဲလန်းနေအောင်អော်ခဲ့အဲ့တော့လူကအဲ့လိုချိနေနောက်ဆုံးအပိုင်းမှာတချင်းသူကပြီးအောင်မဆိုခဲ့နှစ်ပုတ်လောက်တော့မပြီးခင်လေးခဏအလုံးမှာပြန်လာခဲ့တာဘာဖြစ်လို့ဆိုတော့လူတွေတအားလို့ကမှဇူးတွေအရမ်းများကွယ်သိလားဒါမှကြည့်ရတာလေအရမ်းတန်ပြီးတော့အရမ်းပျော့တယ်ပြီးတော့ပြရတဲ့ပတ်စံနဲ့လည်းတန်တယ်လို့ခံစားရတယ်VIP မှာ VIP ticket ကိုမှီအောင်ဝယ်လိုက်နိုင်လို့ရအောင်ဝယ်လိုက်နိုင်လို့ကိုရမ်းကုန်ယူတယ်။ဘာလို့လဲဆိုတော့ GA ဆိုလို့ရှိရင်လုံးဝမတက်အကြာကြီးမရက်နိုင်ဘူး။သိသွားလိုက်ပဲအဲ့နေရာမှာလည်းစုံမသွားလိမ့်မယ်။ကျမတို့ကအသက်ကြီးနေပြီမို့လို့ပါ။အဲ့တော့အခုနောက်ထပ်ဘန်နီယာပွဲတွေလုပ်မယ်ဆိုလို့ရှိရင်လည်းသွားကြည့်ပြအောင်မယ်ထင်ပါတယ်။အခုသွားကြည့်ပေးတဲ့concept vlog လေးကတော့ဒီလောက်ပါပဲအားလုံးနဲ့စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ next vlog တွေမှာပြန်တွေ့ကြပါမယ် see you